ဒီနေ့မှာတော့ဆ iam မကျူးရဲ့ကြာတော့ဒီလဲမောင်စကားဝိတ္ထုကိုအပိုင်းနှစ်အနေနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်။အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်။ကြာတော့ဒီလဲမောင်စကားအပိုင်းနှစ်အပိုင်းတစ်အခန်းတစ်1958ခုနှစ်စက်တင်ဘာလ20ရက်နေ့ညနေခင်းညမွေးပန်းများထူကဲစွာရနံ့တင်းပြန့်လာချိန်တွင်တင်တင်စောကိုမွေးဖွားခဲ့ပါသည်။သူမ၏အမေကမွေးကင်းစကလေးအတွက်မဟာဗုဒ္ဓတိုင်ထူ၍တွက်ချက်ရင်ငယ်စဉ်မှချူချမယ်ငငယ်ကတေးရင်တေးမတေးရင်ကြီးရင်အင်မတန်ကြော်စောမယ်ဟုသမီးငယ်ကလေးကိုအရေးတကြီးကြီးပူပန်မဆုံးရှိခဲ့သည်။အမေပူပန်သည့်အတိုင်းတင်တင်စောသည်အသက်10နှစ်အတွင်းအလွန်ချူချသောကလေးမတဦးဖြစ်သည်။သူမ၏ဘဝတွင်ကို့အကြောင်းကိုပြန်တွေးကြည့်တိုင်းဘဝအစအဖြစ်ပထမဦးဆုံးမှတ်မိသည်မှာပြောင်းဖူးဖုတ်အနံ့ဖြစ်၏။သူမတို့လမ်းထိပ်ကညတီတာဆေးခုခန်းသို့အမေကသူမကိုချီ၍ခေါ်သွားတိုင်းလမ်းတွင်သူမကငိုယိုညင်းဆန်လေးရှိသည်။သူမငိုတိုင်းလမ်းထိပ်ဆေးကန်းသို့ဖြတ်မကူးမီတောင်ကျိုးတွင်ရောင်းသည့်ပြောင်းဖူးဖုတ်နှင့်များ၍အမေကချော့မော့လေးရှိသည်။ထိုပြောင်းဖူးများကိုသူမစားကျင်တော်လဲဘယ်တော့မှစားခဲ့ရသည်မဟုတ်။ဗိုလ်ချုပ်လမ်းမကိုဖြတ်ကူး၍ဆေးခန်းထဲသို့ချော့မော့ခေါ်သွားမည်။အပြန်ကျသမီးကိုကြွေးမှတိလားဟုအမေကပြုံးရည်၍နှစ်သိမ့်မည်ထို့နောက်ခက်မောင်မောင်တိုက်ခန်းချင်းချင်းရှိရှိလေးထဲသို့ရောက်သောအခါသူမအလွန်ကြောက်သောဆရာဝန်ကနှစ်ဖူးကိုစမ်းကြည့်မည်ထို့နောက်ဆေးခန်းအနှံ့ဆူရှားရှားအောက်မှာသူမကိုအပူချိန်တိုင်းပြဓာတိုင်ဖြင့်တိုင်းကြည့်မည်အေးဆက်သောနှကြက်ပြားဝိုင်းဖြင့်ဟိုဟိုတီတီထောက်၍နားထောင်မည်ထို့နောက်တော့ဘယ်တော့မှအသာတကြီးလိုက်ပါဖို့စိတ်မကူးခဲ့သည်ပို၍မောင်းသောအခန်းထဲသို့သူမကိုအမေပွေ့ချီခေါ်သွားမည်ထိုအခန်းသည်မျက်နှာကျက်တွင်ဝါကြန့်ကြန့်မီးလုံးတစ်လုံးကိုနေခင်းအချိန်များတွင်ပင်အမြဲတမ်းထွန်းထားရလောက်အောင်မှောင်ပိတ်နေတတ်သည်ထိုအခန်းထဲမှာသူမစီးထိုးခံရမည်ထို့နောက်အမေကသူမကိုပြန်ခေါ်သွားမည်ပြောင်းဖူးတဲ့ဤရှေ့မှဖျက်လျှောက်သွားလျင်တော့အပြန်ကျကျွေးဖို့ဘယ်တော့မှဂရိမပေးခဲ့ဘူးသလိုပင်အမေကလှည့်ကြည့်လိုက်ပြီးမဟုတ်တင်တင်စော်ကလက်ညှိုးထိုးပူဇာလျင်တော့အမေတယောက်သာပြုံးတက်သောအလွန်ချိုမြနူးညံ့သောအပြုံးမျိုးဖြင့်သူမကိုနှစ်သိမ့်ကျေနပ်စေမည်။သမီးရဲ့ဆရာဝန်ကြီးကသမီးပြောင်းဖူးနဲ့မတည့်သေးဘူးတဲ့။အဲ့ဒါစားရင်မနှက်ပြန်ကြအဆေးထပ်ထိုးရလိုက်အောင်မယ်တဲ့။မနှက်မှပဲစားရအောင်နော်။သမီးမနှက်ပြန်ဆေးမထိုးချင်တော့ဘူးမဟုတ်လား။ဤဒီမှာသူမမှတ်မိသောဘဝအစဖြစ်သည်။အမေပြောပြသောသူမ၏ဘဝအစမှာဒီထက်ပို၍ပျော်ရွှင်ဖွယ်ရာကောင်းသည်။သမီးကငငယ်တုန်းကတိတ်ဝတာပဲဝဝကိကိကလေးနရွက်ကာကာကလေးပါဖောင်းဖောင်းဣဣကလေးနဲ့ညံလဲတိတ်ကောင်းတာနှစ်လသမီးမှာပြုံးတက်ပြီးအတန်ထွက်ရေတက်ပြီး9လမှာသမီးမှောက်တက်တာပဲဟောဒီမှာသမီးမှောက်တက်ခါစားကဓာတ်ပုံပွင့်ရိုက်ချီထဲစားဖြင့်ချုပ်ထားသောဘောင်းဘီတေးသေးကလေးဖြင့်ဝမ်းလျားမှောက်ရင်မျက်စိပေါက်ပိတ်လို့မတက်ကင်မရာကိုမော့ကြည့်ရဲမောနေသည်လာသမီးအရွယ်ကလေးငယ်လေးထို့နောက်လှပသောခေါင်းဝင်ပုံစံကလေးများဖြင့်ထိုင်နေသောကလေးမလေး၏ဓာတ်ပုံအမျိုးမျိုးဓာတ်ပုံရိုက်တိုင်းလက်ထဲမှာမုတ်တစ်ခုမဟုတ်တစ်ခုအမြဲကင်တဲ့တွေ့ရတော့သူမရေမောမိသေးသည်2နှစ်3နှစ်သမီးအရွယ်အမေရိကန်စတောက်ဟုခေါ်သည်ဘော့ဟဲယားစပင်ပုံကလေးနှင့်သူမ၏ဓာတ်ပုံများကိုကြည့်မိလျင်တော့အနှဲငယ်ကြီးကျယ်မိမျက်နှာပေးမျိုးတွေ့နေရပြီလက်တွင်ဖန်လက်ကောက်4-5ကွင်းစီဝစ်လျက်ပုံကုတ်ကုတ်ညစ်ကြဲကြဲကောင်မလေးကိုအမေကတော့ချစ်မြတ်နိုးမဆုံးရှိလာသည်သူမသည်ငငယ်ကလေးကဇွဲကြီးသူဖြစ်တဲ့ကျောင်းမနေရသေးမီအမေကအိမ်မှာကကြီးခကွေးတင်ကလေးကအမေသူမအကြောင်းသိခဲ့သည်စာလုံးအစ်စ်တစ်ခုတင်ပြီးဆိုလျင်ထိုအစ်စ်တစ်ခုမရေးတတ်မချင်းကြောက်တင်ပုံးနှင့်မျက်နှာမခွာတော့ပါဟုအမေကတအံ့တော်ပြောလေသည်နောက်ပြီးမကောင်းမှုအကုသိုလ်ကိုအလွန်အမင်းကြောက်တတ်သည်တဲ့သူမ၏ကြောက်ရွံ့စိတ်ဝမ်းနည်းစိတ်များကိုရှင်းလင်းအောင်ဖယ်ထုတ်ပေးရသူမှာအမေဖြစ်သည်တခါတုန်းကသူမ4-5နှစ်သမီးအရွယ်မှာအိုးစီကလေးတစ်ခုကိုတမန်တလင်းပေါ်တွင်လှိမ့်၍ကစားနေသည်တစ်ချိန်တွင်သူမလှိမ့်လိုက်သည့်အိုးစီကလေးသည်ကာယာသွားနေသောပင်ကူငယ်ကလေးတစ်ကောင်စီသို့တက်တက်မတ်မတ်ကြီးရောက်သွား၏သူမသည်အံ့ဩထိတ်လန့်စွာငိမ်းမောနေရမှပ
င့်ကူကိုပိသွားစေမိအိုးစီကလေးကိုရက်သွားအောင်ထိန်းထားလိုက်သည်ခဏကြာသည့်အထိအိုးစီကလေးအောက်မှထွက်လာမိပင့်ကူလေးကိုမယုံမရဲစောင့်ကြည့်နေခဲ့သေး၏အိုးစီအောက်မှဘာကောင်မှထွက်မလာသောအခါသူမဝမ်းနည်းကြောက်လန့်စွာထိုနေရာမှထွက်ပြေးလာခဲ့မိတော့သည်ထိုညကအိယာမှလန့်နိုးလာချိန်တွင်တခန်းလုံးမဲမောင်တိတ်ဆိတ်လျက်ရှိသည်သူမအာယုံထဲမှာတစ်သားအိုးစီကိုယ်တဲ့အောက်မှာပြားကပ်နေမိပင့်ကူလေးကိုမြင်ရောင်လျက်အရေးကြီးမှလဲကြောက်ပင့်ကူလေးကိုတနာပြီးယူကျုံးမရအတန်ထွက်ငိုမိလေသည်သူမငိုတန်ကြောင့်ဘေးမှာအိတ်နေသောအမေကနှိုးသွားပြီးထိတ်ထိတ်ပြပြမေးတော့သည်ဘာဖြစ်တာလဲသမီးဘာဖြစ်လို့လဲအိမ်မက်မက်သလားဘာတွေမက်လို့လဲထိုအခါသူမကညနေခင်းကပင့်ကူကိစ္စကိုအမေအားအားကိုးတကြီးတိုင်တယ်၍ပြောမိသည်အမေကဘာလုပ်မည်ထင်သည်။အမေသည်သူမကိုပွေဖက်လျက်နီးပွင့်ကာစီစီကြည့်သည်။ထို့နောက်အမေတယောက်သာပြုံးတက်သောအပြုံးမျိုးဖြင့်သူမကိုနှစ်သိမ့်သည်။ပင့်ကူလေးကိုသမီးကတမင်တတ်တာမှမဟုတ်ပဲ။သမီးကစားရင်မတော်တဆဖိမိတို့တည်သွားတာပဲဥစ္စာ။သမီးငရဲမကြီးပါဘူး။သမီးတက်နိုင်တဲ့ကိစ္စမှမဟုတ်ပဲသမီးရဲ့။သူကန်ဆိုးလို့အိုးစီကလေးအောက်ဝင်သွားတာပေါ့။နေစမ်းမအောင်သမီးရဲ့ပင့်ကူလေးတည်သွားတာရောတည်ချရဲ့လားသမီးကပင့်ကူအသေးလေးကိုမြင်ခဲ့လို့လားဟင်းဒါဆိုသမီးပင့်ကူလေးမတည်ဘူးမေမေလောင်းရဲတယ်မဟုတ်ဘူးမေမေတည်သွားမှာပါကဲလားတည်မတည်မေမေနဲ့အတူတွားကြည့်ရအောင်တည်ရင်အဲ့ဒီအနားမှာပင့်ကူလေးရှိနေရအောင်မယ်ဟုတ်လားထိုညကညနေတန်ကောင်နာယီပြန်တစ်ချက်ထိုးခါနီးအချိန်တွင်အမေကသူမလက်ကိုတွဲ၍အိုးစီကလေးရှိရာသို့ခေါ်ပြခိုင်း၏ညနေကကစားခဲ့သောအိုးစီကလေးသည်ညနေကနေရာတွင်ရှိသေးသည်အမေကဖြိုးဖြိုးဖြက်ဖြက်လျှောက်သွားရင်အိုးစီကိုကောက်ကန်၍လှည့်ပတ်ကြည့်သည်ထို့နောက်သူမဘက်သို့လှည့်ကြည့်ပြီးပြုံးပြလေသည်အိုးစီကိုလက်ထဲမှကန်၍သူမစီလျှောက်လာ၏ကဲရှာကြည့်စမ်းသမီးရဲ့ပင့်ကူလေးသူမမကြည့်ရဲပါကြည့်ပါသမီးရဲ့ယူလိုက်ဘာပင့်ကူမှမရှိဘူးအလကားသမီးဟာသမီးတွေးပြီးစိတ်ညစ်နေတာသူမမယုံပါသို့သောအိုးစီကိုလေးကန်စွာလှမ်းယူ၍မဝင့်မရဲလှည့်ပတ်ကြည့်မိသည်တကယ်ပင်ဘာပင့်ကူမှအကပ်မနေပါအိုးစီဤတောင်ပိုင်းနှင့်ဖင်ပိုင်းမှလည်းမရှိတိမ်ဝင်နေသောအလဲကိုယ်ထဲမှလည်းမရှိတော်ပါသေးရဲ့သူမစိတ်ချမ်းသာသွားပါသည်တွေ့လားအဲ့ဒီပင့်ကူလေးကဖြင့်လွတ်သွားလို့ခုလောက်ဆိုအိတ်တောင်ပျော်နေရော့မယ်ထိုညကသူမနှစ်ချိုက်ချိုက်အိပ်ပျော်သွားခဲ့သည်နောက်ပိုင်းထိုအဖြစ်ပြက်ကိုပြန်တွေးသောအခါအမေပေါ်မှာတန်တရားတစ်ခုဝင်လာခဲ့သေးသည်အမေဟာငါထက်အရင်အိုးစီကလေးကိုကောက်ယူပြီးပင့်ကူအသေးလေးကိုငါမတွေ့အောင်ဖယ်ပစ်လိုက်တာများလားသို့တော့အမေကိုထိုအကြောင်းဘယ်တော့မှမမေးဖို့ဆုံးဖြတ်ထားခဲ့သည်ကျောင်းစားတက်သောနေ့ကိုသူမတသက်မေးတော့မီမဟုတ်ပါအမေကဆွဲချင်းတစ်ခုတည်းတွင်ကော်ဖီတက်ဘူးမုန့်ဘူးစသည်တို့ကိုထည့်ယူလျက်အိမ်မှုကိစ္စများကိုပြစ်ပယ်ထားကစာသင်ခန်းအပြင်ဘက်ဇင်းကြံတွင်ထိုင်ဆောင်ပေးနေခဲ့သောကြောင့်ဖြစ်သည်ထိုနေ့ကကျောင်းဝတ်စုံအတစ်ချက်ချွတ်ကိုစ၍ဝေ့ရသဖြင့်မနေတတ်မထိုင်တတ်ဖြစ်နေသည်သူမတို့ကျောင်းမှာအမတ်နှင့်အလာကဖြစ်၍တပြေတန်းရက်ွက်မှရှိသည်အမတ်နှင့်အလာကတပြေဟုဆိုင်းပုတ်ရေးထားသောကျောင်းဖြစ်သည်တပြေဟုသောနာမည်နှင့်လိုက်ဖက်စွာပင်တပြေသည့်မဲ့အယောင်ခရမ်းပြရင်ရောင်ကျောင်းဝတ်စုံကိုဝေ့ရ၏ကော်လံပါသောရှက်အင်ကြီးအဖြူလက်ရှည်လက်ဖောင်းကလေးကိုလက်ကျဲသီးတက်၍ဝတ်ထားပြီးအပေါ်မှခရမ်းပြရင်ရောင်ကျိုးတိုင်းကာဝင်ကိုထောက်ဝေ့ရ၏တခြားအတန်းဖော်များကကြီးခကွေးကိုစူးစားပန်းစားရေးနေချိန်တွင်အမေကျေးဇူးကြောင့်သူမကညီညာလှပသောစလုံးများဖြင့်အလွယ်တကူရေးသွားနိုင်ခဲ့သည်ထိုအချိန်မှစ၍သူမသည်ကျောင်းစာနှင့်ပတ်သက်ပြီးအမြဲဂုဏ်ယူနိုင်ဖို့စူးစားသောအလေးအကျင့်ရခဲ့၏သူမဘဝတွင်ပထမဆုံးအရေးပါဆုံးမှာအမေဖြစ်၍ဒုတိယအရေးပါဆုံးမှာဖြိုးကျော်ဖြစ်သည်သူမတိတက်ဆအရွယ်ကလေးကဘေးတွင်ဖြိုးဟုအများကခေါ်သောကစားဖော်တဦးရှိခဲ့သည်ဘယ်အရွယ်ကစပြီးသူမအနီးသို့ရောက်လာသလဲမသိတော့လဲဘဝကိုစတင်မှတ်မိသောအချိန်ကာလမှစ၍ဖြိုးကျော်နှင့်အတူပြက်ကျော်ကြီးပြင်းခဲ့ရတာတော့သေချာသည်ဖြိုးကျော်သည်ပါဖောင်းဖောင်းမျက်နှာပြစ်ပြစ်လုံးလုံးကလေးနှင့်ငယ်စဉ်ကအနှဲငယ်ဝသည်သူမထက်နှစ်နှစ်နီးပါးအသက်ကြီးသောဖြိုးသည်ကျောင်းအပ်နောက်ကျလို့ပဲလားမသိသူမနှင့်အတန်းတူတူပဲဖြစ်သည်
ဖြိုးကျော်ဟုသောလူငယ်လေးတစ်ယောက်ကိုတင်းတင်းစောအတွက်မွေးဖွားလာသလားဟုထင်ရလောက်အောင်ပင်သူမအတွက်အဆဆအရာရာအလွန်လိုအပ်သောအဖော်တစ်ယောက်ဖြစ်ခဲ့၏ကျောင်းသွားဖော်ကစားဖော်ဖြစ်၍အားကိုးဖော်ငိုကြွေးဖော်လည်းဖြစ်ခဲ့သည်ဖြိုးကျော်မပါလျင်သူမဘာမျှမလုပ်တတ်ဘဲမှမသွားတတ်သလိုပင်ဖြစ်ခဲ့သည်ကျောင်းသွားဖော်သာဖြစ်ပေမဲ့ဘလောက်များရေစရာကောင်းလိုက်သလဲဆိုလျင်သူမနှင့်သူကျောင်းချင်းမတူခဲ့ချေသူမကတပြေတန်းကျောင်းဖြစ်ပြီးသူကစနေနံကျောင်းဖြစ်သည်ကျောင်းသူအမေတို့မဟုတ်အဖေကလိုက်ပို့သောအလေးအကျင့်ရှိခဲ့သောအခါပထမတန်းရောက်သည့်အထိလိုက်မပို့လျင်အိမ်နာကကျောင်းသွားဖော်များနှင့်ထဲလွတ်မရအောင်ပင်ဖြစ်သွားသည်တခါတော့ကအမေလိုက်မပို့အားသောအခါသူမကကျောင်းမတက်တော့ဘူးဟုစိတ်ကောက်ခဲ့ဘူးသည်ထိုနေ့နနက်ကကန်ဆိုးရှာသောဖြိုးကျော်သည်ခေါင်းလေးစီအရွှဲသားနှင့်ပြပြနေအောင်ဖီးထားသောဘူကေနှင့်အိမ်သို့ရောက်လာသည်ခြံစည်းရိုးအပြက်ကိုငုံ၍ဝင်လိုက်လျင်သူတို့အိမ်ဘက်မှသူမတို့အိမ်ဘက်သို့ရောက်ပါသည်ထိုအချိန်ကဧည့်ခန်းမှာကျောင်းရွယ်အိတ်ကိုဘေးချလျက်တမန်တလင်းပေါ်တွင်ခြေစင်းထိုင်ရင်စိတ်ကောက်နေသောကလေးမလေးကိုသူမြင်သွားသည်အတန်းတူဖြစ်တော်လဲသေးညက်သောသူ့ထက်ငယ်ရွယ်သောတင်တင်စော်လေးကိုဖြိုးကညီမကလေးတယောက်လိုပင်ကျင်နာလက်ဆဖြင့်အနီးသို့လာထိုင်၍ချော်သည်ဟေ့နင်ဘာလို့ငိုနေတာလဲကြောက်မသွားဘူးလားမမေကလိုက်မပို့ဘူးတဲ့ဟိုဘက်အိမ်ကမမနီတို့နဲ့တွားရမှာတွားပေါ်ဟာမတွားဘူးထိုစဉ်ကလေးကတင်တင်စော်ခေါင်းမာတက်ပုံကိုဖြိုးတီးခဲ့သည်ဖြိုးကမျက်ခုံမုံမို့ကလေးအောက်မှာမျက်လုံးသေးသေးကလေးများမေ့ဆင်းသွားအောင်ရဲရင်ပြဿနာကိုကူညီဖြေရှင်းပေးခဲ့သည်လာမမနီတို့နဲ့အတူငါလည်းလိုက်ပို့မယ်ဒါဆိုနင်ကြောင်းသွားမလားသူ့လက်ထဲမှတကလက်ဘောလုံးလေးကိုခောက်ဝေးဝေးသို့ပစ်ပေါက်ကစိတ်ကောက်နေသောကလေးမလေးကိုဆွဲထူခဲ့သည်နင်တကယ်လိုက်မလားဖြိုးအေးထိုနေ့ကအိမ်နာကအလဲတန်းကျောင်းသူညီမတွေဤဘေးမှာတင်တင်စော်ကိုလက်တွဲလျက်ဖြိုးကလိုက်ပို့ခဲ့သည်ထိုနေ့ကဖြိုးသူ့ကျောင်းသို့နောက်ကျမှရောက်သွားဟန်တူပါသည်နောက်နေ့များတွင်အမေမအားလက်၍သူလိုက်ပို့ရမည်ဆိုလျင်ကျောင်းစောစောလိုက်ပို့ရန်ကြိုတင်မှာဖို့လောစော်တက်၏1969ခုနှစ်မတ်လတွင်ကျင်းပသောစတုတ္ထတန်းစာမေးပွဲရက်ပတ်ဝန်းကျင်ရောက်တော့တင်တင်စော်အတွက်ဖြိုးကျော်ကိုဖန်ဆင်းထားခြင်းမဟုတ်တော့ပဲဖြိုးကျော်အတွက်တင်တင်စော်ကိုဖန်ဆင်းထားခြင်းဖြစ်သွားတော့သည်ကစားမှတ်သောဖြိုးသည်သူ့တင်ချာစာအုပ်ထဲတွင်တင်ချာပုတ်စာတွက်ပြီးသားအမှန်ဟု၍မရှိသလောက်ဖြစ်နေ၏မီနီဖြင့်ချစ်ထားသောကြက်ချီခတ်များပြင်ပေးထားသောမီနီကနန်းများဖြင့်ရှုပ်ထွေးနေသောသားဤစာအုပ်ကိုအမတ်တမဲ့မြင်မိသောသူ့အဖေကသူ့အားအပြင်းအထန်စူပူကျိမ်းမောင်းတော်သည်မျက်ရည်တလဲလဲဖြင့်အိမ်ဘက်သို့ရောက်လာသောဖြိုးကိုမေမေကချော့မော့၍သူမဤစာကြည့်စပွဲသို့ခေါ်လာခဲ့သည်သမီးရေဖြိုးနှင့်အတူတင်ချတွက်ဖို့သူ့အိမ်ကလှုပ်လိုက်တာထိုအချိန်မှစ၍သူမကဖြိုးကိုပထမဆုံးအကြိမ်အဖြစ်ဆရာလုပ်ခွင့်ရသွားသည်စာမေးပွဲဖြေဖို့ရက်ပိုင်းသာလိုတော့သည့်အထိဖြိုးက73အလီနှင့်14အလီကိုအမားမားအယွင်းယွင်းသူမသူ့အစာအထိတ်တလန့်ဖြစ်သွား၏ဖြိုးနင်တော်တော်ညံ့ပါလားယင်ဟုဂယုနာသောတာနှင့်လှုပ်ခနဲ့ပြောမိတော့သူမျက်နာမကောင်းစွာဖြင့်ဘာမှပြန်မပြောချေခါတိုင်းလိုရန်ဆွဲငေါငေါလက်သီးဖြင့်ထူဖို့စိတ်မပါတော့အောင်သူ့ကိုယ်သူဝမ်းနဲ့အားငယ်နေချိန်ဖြစ်သည်ထို့နောက်တော့နနက်မှညအထိကလေးနှစ်ယောက်အတူစာကြည့်ရင်ခွဲမရအောင်ရှိခဲ့သည်ဖြိုးမှာမကောင်းသောအကျင့်တစ်ခုကစာကြည့်စပွဲတွင်ဖင်ပူအောင်မထိုင်နိုင်ခြင်းပင်ဖြစ်သည်တင်ချ3-4ပုတ်တွက်ပြီးလျင်သူကလက်စစ်ကလေးများကိုတစ်ဖြောက်ဖြောက်ချိုးရင်လက်ကိုခါရင်ဟိုကြည့်ဒီကြည့်ဖြစ်လာသည်ဇောငါရေသွားတောက်အောင်မယ်ဟအကြောင်းမရှိအကြောင်းရှာပြီးခဏခဏရေသွားတောက်နေသောကြောင့်သူမကရေဖြည့်ထားသောတောက်ရေဖလားကိုအနားမှချပြီးတင်ချတွက်ခိုင်းသည်ဒီတော့လေကိုတော်ကတမျိုးအကြောင်းပြပြန်၏ဇောငါအိမ်သာသွားအောင်မယ်ခဏနော်ကဲဘလောက်များအငြိမ်မနေနိုင်သည့်ဖြိုးလေသူမတို့နှစ်ယောက်ဤအစာကြည့်စပွဲမှာအမေကစားချိုသည်လိုဒုတ်ချောင်းနှင့်ထိုးထားသောမယန်းကင်လိုအချင်းတစ်မျိုးမျိုးချပေးထားသည်တခါတခါသူမလက်ဖက်တုပ်တောင်းလျင်တစ်ဖက်တုပ်ပကံကျိုးကလက်ဖက်တုပ်မကုံမချင်းစာမကျက်ပဲထိုင်စားတတ်၍မကြာခဏရံဖြစ်ရသေးသည်ငါကအစားတစ်ခုခုစားเสียရှိရင်ကုံအောင်စားပြရမှာဟုဆက်ဖြဲဖြဲအကြောင်းပြသေး၏ဘာပဲဖြစ်ဖြစ်စတုထတန်းစာမေးပွဲကြီးကို
ဖြိုးတယောက်အောင်မြင်စွာဖြေဆိုနိုင်ခဲ့သည်သို့သောထိုအချိန်ကလေးကစာနှင့်ပတ်သက်လျင်သူမနှင့်ရှင်၍သူကိုယ်သူအားငယ်တတ်သည့်အကျင့်ကိုရခဲ့လေသည်သူမသည်စာတွင်လောဘကြီးသည်နှင့်အညီပညာထူးချွန်စုကိုလည်းအလွန်မှတ်မောသည်ထို့ကြောင့်လည်းမူလာတန်းမှစ၍အတန်းတိုင်းတွင်ပထမဒုတိယတတိယသုံးနေရာတနေရာရာတွင်အမြဲရှိခဲ့သည်ထို့သို့စုရအောင်လဲကျောင်းစာသင်ခန်းတွင်ရောပြင်ပတွင်ရောကစားချိန်တဲ့စာချက်ချိန်ကပိုများခဲ့ရသည်ချိုးနှင့်တော့ဘာမှမဆိုင်ချိုးကတော့မနှက်လင်းသည်နှင့်အင်းရှိလန်းပေါ်ရောက်ပြီးဘောလုံးကန်ကျင်းမှာသူအစဉ်အမြဲကစားခဲ့သောကစားနည်းတစ်ခုဖြစ်သည်ဇော်သမီးကြီးလာရင်ဘာလုပ်မှလဲဟုလူကြီးများကမေးတိုင်းဆရာမဟုတက်ကြွစွာသူမဖြေလိရှိတော်လဲဖြိုးကတော့တမျိုးတစ်ပါသာဖြိုးသားကြီးလာရင်ဘာလုပ်မလဲမဟာဒူးလူကြီးများကဟက်ဟက်ပက်ပက်ရဲရင်ဘဟာဒူးပါကွာဟုပြင်ပေးတတ်ကြသည်ဘဟာဒူးမှာမြန်မာနိုင်ငံ၏လက်ရွေးစင်ဘောလုံးသမားဖြစ်သည်ပစ္စမတန်းရောက်သောအခါသမီးကြီးလာရင်ဘာလုပ်မလဲဟုသောမိကွန်းအဖြေမှာပြောင်းလဲသွား၏စတုဒ္ဒတန်းစာမေးပွဲအပြီးတွင်အမေကသူမကိုစကားပြောရင်ကျေးတိမ်မွေ့အောင်ဟူသောအကြောင်းပြချက်ဖြင့်ဝိတုစာအုပ်တအုပ်ဖတ်ခိုင်းသည်ဝိတုမှာဒူဝင်ဤမာလာဖြစ်သည်သူမသည်ထူထဲလာသောဝိတုစာအုပ်ကြီးကိုလန့်သွားသည်ကာတွန်းအောင်ရှိန်ဤဥရှန်စာဦးတိန်တောင်စိတ်ကူးရင်တက်သောဖြူဖြူဖယုံညာကလေးခေါင်းပေါ်မှာအုတ်ထုတ်တပွဲစောင်းထားသည်မောင်ရဲအောင်စသည့်ကာတွန်းများကိုသာဖတ်လိရှိသောစတုဒ္ဒတန်းအရွယ်ကလေးမတစ်ယောက်အတွက်ဒူဝင်ဤမာလာမှာဖတ်ဖို့မတွေးရအောင်ပင်ကြီးမားလေးလံလှသည်သို့သောအမေကဖတ်တင်သည်ဟုပေးသောဝတ္ထုကိုတစ်နေ့လုံးစူးစားပန်းစားဖတ်ခဲ့လေသည်ဇလန်းမှာလည်းသူမတို့ကြားဘူးနေကြပုံပြင်များထဲကလိုဘရင်မများမင်းညီမင်းသားများနှင့်ထူးဆန်းသောဇလန်းဖြစ်ပြီးဇက်လိုက်မှာလည်းသူရဲကောင်းဇက်လိုက်ဖြစ်လေတော့ဖတ်ရင်စာအုပ်ဤထူထဲမှုလေးလံမှုတို့ကိုမေ့လျော့ကဝတ္ထုနောက်သို့စိတ်ရောကိုယ်ပါပါသွားတော်သည်မာလာဝတ္ထုကိုအောင်မြင်စွာဖတ်ပြီးသွားတော့ပစ္စမတန်းတက်ဖို့ရက်ပေါင်း20လောက်လိုသေးသည်ပြီးသွားပြီမေဟုပျော်ရွှင်တက်ကြွစွာပြောတော့အမေကပြုံးပြီးနောက်တအုပ်ထပ်ပေးသည်ဒီတစ်ခါစာအုပ်ကပါလေးဖြစ်သည်တက်ကရိုဖုံးနိုင်ဤကဘာကုံကျဲတရွေ့ဝဲပထမတွဲဖြစ်လေသည်သူမဝတ္ထုဖတ်သည်အကျင့်ရသွားပြီဖြစ်၍စိတ်ပါလက်ပါပင်စ၍ဖတ်တော်သည်ပထမတွဲပြီးသွားတော့အကြောင်းများပြန်ဖွင့်၍ပစ္စမတန်းသို့ရောက်ပြီဖြစ်သည်သူမသည်ကျောင်းပိတ်ရက်များတွင်ထုတ်စည်းထိုးတံဗုဒ္ဓီထိုးတံခွက်ခောက်တန်းမကစားတော့ပဲကဘာကုံကျဲတရွေ့ဝဲဒုတိယတွဲနှင့်တတိယတွဲကိုဖတ်နေတတ်တော်သည်ပစ္စမတန်းရောက်သောအခါသူမ၏ရည်မှန်းချက်မှာပြောင်းလဲသွား၏သမီးကြီးလာလျင်စာရေးဆရာမလုပ်မယ်ဟုသောစကားလုံးအသစ်အဆန်းဖြင့်ဖြေတက်လာသည်ဒီတစ်ခါရည်မှန်းချက်မှာဘယ်တော့မှပြောင်းလဲမှုမရှိသည့်ရည်မှန်းချက်တစ်ခုဖြစ်လေသည်ငါးတန်းတက်ရင်နင်ငါတို့ကျောင်းမှာလိုက်တက်ပါလားဖြို့သူမတို့ကျောင်းမှာအလယ်တန်းကျောင်းဖြစ်၍သူမကကျောင်းမပြောင်းရပေမဲ့ချိုးတို့စနေနန်းကျောင်းကမူလာတန်းကျောင်းဖြစ်၍အလယ်တန်းကျောင်းတစ်ခုခုသို့ပြောင်းရပေမည်မရဘူးငါ့ကိုဖေဖေကလေပေါ်ကျောင်းမှာထားမှာတဲ့အဲ့ဒီကငါးတန်းအတန်းမိုင်ဆရာကဖေမိတ်ဆွေတဲ့ငါစာမကြိုးစားမှကြောက်လို့ဖေကအဲ့ဒီဆရာစီအပ်မှာလို့ပြောတာပဲသူမစိတ်မကောင်းဖြစ်သွားတာကိုဖြိုးကချော့မော့၏ဒါပေမဲ့လေပေါ်နဲ့တပြေတန်းကနီးနီးလေးပါဇော်ရဲ့စနေနံနဲ့တပြေတန်းလောက်တောင်ဝေးတာမဟုတ်ပါဘူးနင့်ကိုဟိုကောင်မလေးအိမ်သားထိငါလိုက်ပို့ပေးမှာပါအဲ့ဒီကမှနင်ကသူနဲ့ဆက်သွားငါကအဲ့ဒီကနေငါเจ้าကိုဆက်သွားမယ်ဟန်မကြဘူးလားသူမအားเจ้าလိုက်ပို့သည့်ဝတ္တရားကိုတပြေတန်းเจ้าမှထွက်သည့်အထိသူယူခဲ့သည်သူ့အဖေကစာကြိုးစားစေချင်၍လဲပေါ်เจ้าသို့ပြောင်းခါမှာဖြိုးတယောက်ပစ္စမတန်းစာမေးပွဲကိုရှုံးလေသည်သူမကတော့ဖြိုးနှင့်သူမစာမေးပွဲတွင်မှရန်ဖြစ်ထား၍ကြာရသည်ဟုဖြိုးကိုဆွဆွဲသည်ရန်ဖြစ်ရသည့်အကြောင်းမှလည်းအလွန်မခိုင်လုံသောအကြောင်းတစ်ခုဖြစ်၏ပြန်တွေးကြည့်လျင်ရေစရာတော်တော်ကောင်းသည်စာမေးပွဲကြီးဖြေခန့်သည်ထုံးစံအတိုင်းတင်စော်ကသူမတို့နှစ်ယောက်စလုံးအတွက်အချိန်စင်းဆွဲ၍စာကျက်သည်တင်ချအလီကျက်ဖို့ပြင်းသောဖြိုးသည်အင်္ဂလိပ်မင်းနှင်းကိုလည်းအလွန်ကြောက်သည်မှာအံ့ဩစရာမဟုတ်ပါထိုနေ့ကဖြိုးသည်သူကျက်ရမည့်အင်္ဂလိပ်မင်းနှင်း15လုံးကိုတော့ရအောင်မကျက်ပဲအိမ်ရှိမှာဘောလုံးပိုက်လျက်
မျက်နှာရိပ်မျက်နှာကဲဖြင့်လာခေါ်တော့သူ့တငယ်ချင်းကောင်လေးတွေနှင့်ဘောလုံးသွားကန်နေသည်ညစာထမင်းစားချိန်သူပြန်မလာ၍သူ့မာမီကအိမ်လာခေါ်သည်ဖြိုးမရှိဘူးမာမီသူ့ကောင်လေးတွေနဲ့လိုက်သွားတယ်သူတို့လက်ထဲမှာဘောလုံးနဲ့ဟော့တော့ဒီလောက်စာမေးပွဲနီးနေတာကိုဟဲ့ဒီကလေးကလည်းသူ့အဖေသိရင်အရိုက်ခံရအောင်တော့မှာပဲအခုထမင်းစားဖို့ခေါ်ခိုင်းလိုက်တာဒုက္ခပဲစာကြက်နေတုံးလို့ပြောလိုက်ရမလားမသိဇော်လိုက်ရှာပေးမယ်ဟုပြုံးဆိုထိုင်ရမှထားလိုက်၏အိမ်နေရင်ဝစ်သည်အနီရောင်ကောင်းဝင်ဖဖကလေးအနားများစုပ်ဖွာနေသည်ကိုပင်မလဲနိုင်ပဲဖြိုးကိုလိုက်ရှာသည်သူဘက်မှရှိလိမ့်မည်ကိုသူမအသိပြီးသားထင်သည့်အတိုင်းလေးထက်ကျောင်းဝင်းထဲသို့ဖက်နှက်ကလေးချွတ်၍အုပ်လေကားမှတက်သွားတော့သူတို့ကောင်းလေးတတိုင်ဖုံအလူးလူးနှင့်ဘောလုံးကန်ကြသည်စပိုရှက်အဝါရောင်ကလေးနှင့်ဖြိုးကိုထင်းကနေမြင်လိုက်ချင်းဖြိုးဟုအော်ခေါ်လိုက်သည်ဖြိုးကတော်တော်နှင့်မကြားသူရထားသောဘောလုံးကိုအတွန်းတိုက်ကြားမှဆွဲယူကွေ့ပတ်၍ဂိုးတိုင်ရှိရာသို့တည်ပြေးသွားသည်ဖြိုးစိတ်ရှိလက်ရှိကုန်းအော်မှဖြိုးကလှည့်ကြည့်၏ထိုအခါဘောလုံးကတခြားတစ်ယောက်စီပါသွားလေသည်သူတအားစိတ်တူသွားသည်ထို့နောက်သူမအနားသို့အပြေးအလွှာစောင့်ကြီးအောင်ကြီးရောက်လာ၏ဘာတော့ဟာနေပါလာလို့တာတော့မာမီကခေါ်ခိုင်းလိုက်လို့ထမင်းစားတော့မယ်တဲ့ဟာကွာသူစုပ်တစ်ချက်တက်လိုက်ပြီးသပင်ကောက်ကောက်လင်လင်ကလေးများကိုဖွာလန်သွားအောင်လက်ဖြင့်ဖွာကုတ်ပစ်လိုက်၏ခဏလေးလာခဲ့မယ်လို့ပြောလိုက်ဟာနေအောင်ရှာမတွေ့ခဲ့ဘူးလို့ပြောလိုက်ဟာပြန်နင်ပြန်တော့မပြန်ဘူးသူကခေါင်းမာတော့ကောင်မလေးကိုမျက်မှောင်ကျုပ်ကြည့်သည်ပြန်ဆိုငါလာခဲ့မယ်နင်းနဲ့မှအတူပြန်ပါထိုအခိုက်ဘေးမှရက်ကြည့်နေသောကောင်လေးတတိုက်ဤဂိုးဟုအကျယ်ကြီးအော်ဟစ်လိုက်တန်ကြောင့်ဖြိုးကနောက်သို့လှည့်ကြည့်သည်သူ့မျက်နှာမှာရှုံမဲ့သွား၏ကြည်စံနင်းကြောင့်ငါတို့ဘက်ကိုတကိုးဝင်သွားပြီနှုတ်မို့ဆိုငါတို့နိုင်ပြီးသားနင်တော်ရှုပ်ပါလားပြန်တော့ဟဲ့ကောင်ဖြိုးကျော်လာတော့ကွာတယောက်ကအနားရောက်လာပြီးခုံဆွဖြင့်လောနေသည်ဖြိုးကျော်ဆိုသည့်ကောင်လေးမပါလျင်သူတို့ဘောလုံးကစား၍မဖြစ်တော့သလိုသူမရုတ်တရက်စိတ်ဆိုးမှန်ဆိုးလှည့်ထွက်ဖို့စဉ်းစားသည်၏သို့တော့မဖြစ်ပါသူမပါဘဲမပြန်နိုင်ပါအထူးသဖြင့်သူကမျက်နှာထိမျက်နှာထားနှင့်ပြန်ခိုင်းနေသောကြောင့်ပို၍မပြန်ချင်ပါထို့ကြောင့်နေရာမှမရွှေ့ပဲပေကက်ရက်နေလိုက်သည်ကျိုးကသူမကိုခပ်ပေပေကြည့်၍ဂယုမဆိုင်သည့်ပုံစံမျိုးဖြင့်ဘောလုံးကစားကွင်းထဲသို့ပြန်ပြေးသွားသည်ညနေချမ်းအချိန်မှာတဖြည်းဖြည်းမှောင်လာပြီးဖုံငွေများတထောင်းထောင်းထလျက်ဤပဝင်းကျင်မှာပို၍မှောင်နေသည်ကောင်းလေးပေါင်းမြောက်များစွာဤအကဲခတ်အကြည့်များကိုတင်းတင်းပြန်ကြည့်ရင်သူမရက်ဆောင်နေခဲ့သည်ဘောလုံးကစားနေသည့်ကောင်းလေးတတိုက်ကသူမကိုကွက်ကြည့်ဖြင့်ဘာပြောမှမသိပြော၍ပြုံးဖြဲဖြဲလှုပ်နေကြသည်ကိုမြင်တော်လေမမှုသလိုမျက်နှာပေးဖြင့်ခက်ဆိုင်လက်ပိုက်ကြည့်နေခဲ့လေသည်နောက်ဆုံးဖြိုးကစ၍ဘောလုံးပွဲကိုတင်လိုက်သည်တော်ပြီကွာနောက်နေ့မှစောင်းတန်းအုပ်ခုံနှစ်ဘေးမှာပုံထားသောဖက်နှက်များစွာမှာသူ့ဖက်နှက်သူရွေးကောက်ယူ၍သူမစီရောက်လာသည်ထို့နောက်အရွယ်နှင့်မလိုက်အောင်တက်တစ်ချက်ခောက်လိုက်သေးသည်နင်ကိုဟိုကောင်တွေဝိုင်းကြည့်တာကိုကျေနပ်နေတာပေါ့လေနင်တော့ငါ့ကိုရံမစနဲ့ဖြိုးကတော့စကားတခွန်းမှမပြောဘဲခေါင်းမော့လန်၍မခံကြည့်မခံသာဖြစ်အောင်အာကောင်ကိုချစ်၍ရဲသည်သူမဒေါသထွက်သွား၏စာမေးပွဲဒီလောက်နီးနေတာကြီးဘာဖြစ်တော့နီးတော့အချိန်တန်အောင်ရင်ပြီးတာပဲမဟုတ်လားအောင်ပါလိမ့်မယ်အာကြီးထိုနေ့ညအင်္ဂလိပ်စာကြက်ချိန်ကြတော့တယောက်တည်းလဲမီးနှင်းပြန်ကြသည်သူမကတလုံးမကြမ်းချောမွေ့စွာပြန်နိုင်တော်လဲကျိုးကရှေ့ပိုင်း၄-၅လုံးလောက်သာရလျက်နောက်စလုံးများကိုစလုံးပေါင်းမှန်အောင်မရွတ်နိုင်တော့ချေသူမကစိတ်တူတူဖြင့်စာအုပ်ကင်ထားရာမှသူ့မျက်နာကိုပြစ်ပေါက်ပစ်လိုက်မိသည်ဘလို့လို့စာရမလဲသူများမင်းနှင်းချက်ချိန်မှာတွားဆော့နေတာကိုအခုပြန်ချက်ငါနာယူဝက်စောင့်မယ်နာယူဝက်အတွင်ရအောင်ချက်ဖြိုးကမျက်နာကိုလာမှန်သောစာအုပ်အားလက်နှင့်ဖမ်းထင်းရာကမျက်နှာချိုသွေးသလိုပြုံးရည်ပြ၏ဟာဇော်ကလည်းမိနစ်30အတွင်းဘလို့လုပ်ပြီးရအောင်ချက်နိုင်မှာလဲငါ့ကိုတနာရီအချိန်ပေးမပေးဘူးရအောင်ချက်ဟောဗျာမျက်နာတိတ်မကောင်းလာတော့လေသူကစူးစား၍ပြုံးရင်းကအေးပါဟုသဘောတူလက်ခံကစာချက်သည်စပွဲတင်နာရီကိုလှမ်းကြည့်လိုက်စာအုပ်ငုံကြည့်လိုက်တ
တဆာဆာရွတ်နေသောပါဖောင်းဖောင်းကလေးကိုသူမမညာမတာလိန်ဆွဲပစ်ခြင်းစိတ်ပေါက်လာအောင်စိတ်တူနေမိ၏ဖြိုးကဇောလောက်ညံမကောင်းတာကိုသူမတိလျက်သားနဲ့ဇွတ်ပေကပ်၍အလျှော့မပေးခဲ့သည်မှာသူမမှားမှန်ပြန်စင်းစားမှနောင်တရသည်နာယီဝက်စစ်၍သူစာပြန်တော့အောက်ဆုံးစလုံးသုံးလုံးကိုအထစ်ထစ်အငေါ့ငေါ့ဖြစ်နေသေးသည်ကြည်စမ်းဒီလောက်ကြက်တာတော့နေမရဘူးနင်ဘလို့ဖြစ်နေလဲကောင်မလေးကစွတ်អော်လိုက်သည်ရဲကျဲကျဲလုံနေသောသူ့ကိုစိတ်ရှိလက်ရှိထူးနှံပစ်ချင်စိတ်ကများနေသောကြောင့်အရာရာကိုချင့်ချိန်စဉ်းစားရကောင်းမှန်းလေလူနေသည့်အုံနောက်ကမဝေဖန်တတ်ခဲ့လူတစ်ယောက်နဲ့တစ်ယောက်ကလေးတဦးနဲ့တဦးမှတ်ညံအာယုံစူးစိုက်မှုမတူတတ်ကြောင်းကိုလည်းသူမမတွက်ခဲ့မိထို့ကြောင့်လည်းသူစိတ်နာကြီးမိစကားမျိုးကိုလွတ်ခနဲ့ပြောလိုက်မိခြင်းဖြစ်သည်ဒီလောက်ညံထိုင်းတဲ့နင်းလိုကောင်မျိုးနဲ့အတူတူစာချက်ရတာငါအချိန်တွေကုန်တယ်ထိုစကားအဆုံးတွင်ဘလို့မှမျောလင့်မထားသောအဖြစ်မျိုးကလေးနှစ်ဦးကြားတွင်ဖြစ်ခဲ့သည်ကလထိုင်းမှဝုန်းကနေထားလိုက်သောဖြိုးကိုစိတ်အလွန်ဆက်သည်ကောင်ကလေးတစ်ယောက်အဖြစ်သူမပထမဦးဆုံးအကြိမ်ထိတ်လန့်တကြားတီးလိုက်ရသည်ညီညိုရောင်စပင်ပျော့ပျော့ကလေးများအောက်မှစိတ်ထိခိုက်နာကြီးသွားသောမျက်နှာလုံးလုံးကလေးကိုဇော်ခတ်ဆိုင်ဆိုင်ပေကြည့်နေမိသည်ဖြောင့်စင်းသောနှာတန်းလုံးချွန်ချွန်ကလေးအောက်မှမင်းကလေးနှုတ်ခမ်းလိုသေးငယ်စုဝင်းသောနှုတ်ခမ်းပါကလေးမှတင်းနေအောင်စီထားသည်တယောက်နှင့်တယောက်မျက်နှာချင်းဆိုင်၍ပေးဆောင်ဆောင်ကြည့်နေရမှဖြိုးကသူ့ဖက်စာအုပ်နှင့်မှတ်စုကိုမပြောမဆိုကောက်သိမ်း၍ခြာကနေလှည့်ထွက်သွား၏ဟိတ်ဒါပဲလေဆ iam မလေးတန်းကိုမလျှော့ပဲသူမမေးမိသေး၏ဖြိုးကနောက်ပြန်လှည့်မကြည့်ပဲခဏရက်၍နေ့အချိန်တွေကုန်နေဆိုငါကလည်းနင်လိုတောက်ကြီးကျဲတဲ့ကောင်မဆုပ်နဲ့တသက်လုံးအတူစာမကြည့်ချင်ဘူးထိုအချိန်မှစ၍ပစ္စမာရန်စာမေးပွဲဖြေပြီးသည့်အထိဖြိုးကသူမကိုနာကြီးစွာရှောင်ဖယ်နေ၏ဇော်ကလည်းဤကိစ္စတွင်သူမအနှဲငယ်လွန်သွားကြောင်းသိလျက်နှင့်အလျှော့မပေးလိုသောခေါင်းမာမှုကြောင့်လိုက်ချော့ဖို့စိတ်မကူးခဲ့ချေထိုနှစ်ကဖြိုးပစ္စမရန်စာမေးပွဲရှုံး၏နောက်ဆုံးတော့သူမကစတင်၍ခေါ်လိုက်ပါသည်ဖြိုးကစာမေးပွဲကြသူမဟုတ်လားသူမကသာစမခေါ်လျင်နာကြီးစိတ်ဖြင့်တသက်လုံးများပွဲသွားမလားမသိအမဒါတောင်ကိုတော်ကအင်တင်တင်လုံနေသေးသည်မခေါ်ချင်ပါဘူးနင့်ကိုကြီးကျယ်လွန်းလို့နေနဲ့မခေါ်ပဲလဲငါဘာသာငါစာကြက်လို့ဖြစ်တယ်သိလားဟုနှုတ်သီးကောင်းရှာပါရန်တွေ့သေးသည်အေးပါဖြိုးရဲ့နင်ကငါနဲ့မခေါ်ပဲနေနိုင်မှာပါငါကတော့နင်နဲ့မခေါ်ပဲမနေနိုင်ဘူးဘာဖြစ်လို့လဲသူကအထက်စီးလေတံဖြင့်ခက်မိတ်မိတ်မေး၏တင့်လျော်သောအဖြေကိုသူမကမန်းကတန်းစဉ်းစားလိုက်ရသည်နင်နဲ့မခေါ်ရင်ငါเจ้าကိုတယောက်တည်းတွားရမှာပေါ့ဟာနင်နဲ့ခေါ်မှနင်လိုက်ပို့မှာပေါ့ထိုအခါမှုန်ကုတ်ကုတ်မျက်နာလေးကလက်ခနဲ့တောက်ပသွား၏လောကကြီးမှာအရေးပါသူတယောက်ဤညစ်ကြဲကြဲအပြုံးမျိုးဖြင့်အေးနော်နင်ကစခေါ်တာနော်ဟုနောက်တစ်ဆင့်အသားယူလိုက်ပြန်လေသည်ကျောင်းစာနှင့်ပတ်သက်၍သူမကိုဆရာတဲမေးမြန်းဖို့အင်မတန်မာနထားသောဖြိုးသည်သူမဆဋ္ဌမတန်းအောင်ချိန်တွင်ပစ္စမတန်းကိုဒုတိယအကြိမ်ကြပြန်၏ဖြိုးနှင့်စော်တို့ကျောင်းစာနှင့်ပတ်သက်၍စိတ်သဘောထားကွဲသွားကြတော့လေအန်စာတုံးပြစ်၍မွေးနေ့လေကားကစားခြင်းရုပ်ရှင်နာမည်များကိုပဟေနိဝတ်ခြင်းစသည်တို့ကိုတော့ကျောင်းအားတိုင်းကစားကြမြဲဖြစ်သည်ဖြိုးကလောင်းကစားနှင့်ပတ်သက်လျင်အကျိုးမပေးလို့ပဲလားမသိအန်စာတုံးပြစ်လျင်သူလိုချင်သောကဏ္ဍမကြတတ်ချေသူကလောင်းကစားနှင့်ပတ်သက်လျင်ကံကိုဆိုတတ်၏အန်စာပြစ်၍လေးကဏ္ဍကြလျင်မွေမျိုးမီဖြစ်၍သုံးကဏ္ဍကြပါစေဆုတောင်းလဲမရတတ်သူ့မှာမွေမျိုးသည်နှင့်ပင်မကိန်းတော့ချေဇော်ကတော့အာယုံစူးဆိုင်မှုပဲကောင်းလို့လားကံပဲကောင်းလို့လားမသိ6ကဏ္ဍကြလျင်လေကားတက်ရမည်ဟုသိလျင်ဟောကြည့်နေ6ကဏ္ဍရမှာကြည့်ဟုဂလောက်လုပ်ပြီးပြစ်ချလိုက်တကယ်6ဖြစ်နေတတ်သည်ရုပ်ရှင်ကားတွေပဟေနိဝက်ပြန်တော့ဇော်ကရုပ်ရှင်ဝါသနာကြီးသူမို့ဇက်ကားနာမည်တွေကိုသိနေတော့လေဖြိုးကတော့သူကြည့်ထားသည့်ဇက်ကားတောင်သူပြန်မမှတ်မိအောင်မှတ်ဉဏ်နေလာ၏ဤဇက်ကားတွင်မိသူပါဝင်ကြောင်းလည်းတဲလွန်စပေးရသေး၏ဘလောက်တဲလွန်စတွေပေးဖြိုးကတော့မရတတ်ပါထို့ကြောင့်လည်းသူမပြင်း၍ကစားတော်မီဆိုလျင်
ဖြိုးကိုမုံတစ်ခုခုကျွေး၍ချော့ခေါ်ရသည်ဖြိုးကလည်းဘောလုံးကန်ချိန်မဟုတ်လျင်သာသူမစီစိတ်လိုလက်ရလာကစားတက်၍ဘောလုံးကန်ချိန်ရောက်သည်နှင့်တပြိုင်တည်းဘလို့မုံမျိုးကြွေမလာတော့ချေဇော်တို့9တန်း10တန်းတုန်းကဗလာစာအုပ်အလွတ်တစ်ခုတည်းတွင်စာမျက်နှာတစ်ခုစီ၌ခေါင်းစဉ်တစ်ခုစီတက်၍တငယ်ချင်းနာမည်များကိုစာကြောင်းများအတိုင်းအမှတ်စဉ်ထိုးကာတငယ်ချင်းများ၏လက်ရည်တစ်မျိုးစီဖြင့်မိမိအကြိုက်ဆုံးစာရေးစရာမိမိအကြိုက်ဆုံးအယောင်မိမိအကြိုက်ဆုံးသချင်းအဆိုတော်စသည်ဖြင့်မှတ်တမ်းသဘောမျိုးရေးခိုင်းသည့်ကစားနည်းတစ်ခုခေတ်စားခဲ့သည်ဇော့မှာထိုစာအုပ်မျိုးမထားတော့လဲတငယ်ချင်းများ၏စာအုပ်တိုင်းမှာဇော့လက်ရေးပါသည်ဇော်သည်6တန်း9တန်း10တန်းတစ်နှစ်စီတွင်အကြိုက်တစ်မျိုးစီဖြစ်နေတတ်၏6တန်းတုန်းကမိမိအကြိုက်ဆုံးအယောင်လိမ်မော်ရောင်မိမိအကြိုက်ဆုံးရုပ်ရှင်မင်းသားညို့ဝင်းအကြိုက်ဆုံးကစားနည်းခွက်ခောက်တန်းဟုရေးထားခဲ့၏9တန်းမှာအခြားတငယ်ချင်းတယောက်၏စာအုပ်ထဲကြတော့တစ်မျိုးအကြိုက်ဆုံးအယောင်အဖြူရောင်အကြိုက်ဆုံးရုပ်ရှင်မင်းသားကောလိပ်ကျင်နေဝင်အကြိုက်ဆုံးကစားနည်းစွန်လွတ်ခြင်းဟုဖြစ်သွားသည်10တန်းရောက်တော့အကြိုက်ဆုံးရုပ်ရှင်မင်းသားကျော်ဟိန်အကြိုက်ဆုံးအယောင်အပြာရောင်အကြိုက်ဆုံးကစားနည်းမရှိသို့သောစာအုပ်အားလုံးတွင်တူညီသောအချက်ဟူ၍တစ်ခုတော့ရှိခဲ့သည်မိမိ၏ရည်မှန်းချက်မိမိအဖြစ်ချင်းဆုံးအရာဟူသောခေါင်းစဉ်အောက်မှာစာရေးစရာဟူသည့်စကားလုံးကတော့ဘယ်တော့မှမပြောင်းလဲခဲ့ချေအပိုင်း1ကိုဒီမှာပဲရပ်နာပြစီရှင်နောက်လာမယ်အပိုင်း3ကိုလည်းဆက်လက်ဆောင်မျှော်နားဆင်ပေးကြပါအောင်ရှင်